တခါတော့ကရွာတရွာမှာမနင်းနုနဲ့မနင်းဖြူဆိုတဲ့ညီမနှစ်ယောက်ဟာသူတို့အမေနဲ့တူနေထိုင်ကြပါတယ်။တနေ့မှအမေဖြစ်သူကအော်ပြောလိုက်တယ်။နင်းနုမနက်ခင်းရောက်နေပြီ။မြန်ထပြီးအိမ်ထဲတမြန်လဲလိုက်အောင်။အမေကျမမထချင်သေးဘူး။မနေ့ကလည်းကျမပဲတမြန်လဲခဲ့ရတာ။ဒီနေ့ကနင်းဖြူရဲ့အလဲပဲ။နင်းဖြူကတညလုံးစာဖတ်နေရ။သူအနားယူဖို့လိုတယ်။နင်းမြန်ထမဟုတ်ရင်တမြန်စီးစာမိမှာနော်နင်တို့ဟာစာဖတ်တာထက်အင်လိုတွေကိုပို့လို့ရပါတယ်မနင်းဖြူကတော့စာအုပ်တွေကိုအရန်ချစ်တယ်ဒါကြောင့်သူတို့မိကမနင်းဖြူကိုပို့ချစ်ပြီးအင်လိုတွေမလုပ်ခိုင်းပါဘူးတနေ့တော့သူတို့အင်ရှိကိုအဖွားဦးတယောက်ရောက်လာပါတယ်အဖွားဦးကသမီးလေးစားစရာရှိရင်နည်းနည်းလောက်ပေးပါလားအဖွားမင်းကိုဆူတောင်းပေးမယ်လေညီမလေးငါထမင်းချက်နေလို့အဖွားဦးကိုပေါင်မုံတစ်လုံးလောက်ယူပေးလိုက်ပါလားငါစာဖတ်နေရကိုနင်မမြင်ဘူးလားငါ့ကိုအနောက်ရှက်မပေးနဲ့ဒီလိုနဲ့မနင်နူဟာထမင်းချက်နေရကိုထားခဲ့ပြီးအဖွားဦးကိုပါမုတ်ပေးဖို့ထွက်သွားပါတယ်မနင်နူထွက်လာချိန်မှာတော့အဖွားဦးကအိမ်ကနေတော်တော်ဝေးတဲ့တီရောက်သွားပြီးမလို့မနင်နူကပါမုတ်ကိုကင်ပြီးအဖွားဦးရှိရာကိုပြေးလိုက်သွားပါတယ်အဖွားရဲ့ဒီနေ့နည်းနည်းနောက်ကျသွားလို့တောင်းပန်ပါတယ်အဖွားဦးကပြုံရင်ပြောလိုက်ပါတယ်ရပါတယ်သမီးလေးမင်းမဟုတ်ရင်အခြားတယောက်ဆိုရင်ဒီလောက်ဝေးတဲ့အထိလိုက်လာပြီးပေးနေမှာမဟုတ်ဘူးရပါတယ်ဖွားရဲ့သမီးအတွက်အပန်းမကြီးပါဘူးရော့ဒီမှာအဖွားအတွက်ပါမို့ဒီလိုနဲ့နင်နူဟာအဖွားကိုပေါင်မုံပေးပြီးအိမ်ကိုပြန်သွားပါတယ်မနင်နူအိမ်ပြန်ရောက်တဲ့အခါမနင်ဖြူကထမင်းအိုးကိုမကြည့်ပေးထားတာကြောင့်ထမင်းအိုးကဆူပြီးထမင်းရည်ရင်းမြေပေါ်ဖိတ်ချသွားပါတယ်အဲ့ဒီအချိန်အမေဖြစ်သူကရေချိုးခန်းကထလာပြီးဒီမြင်ကွင်းကိုမြင်တဲ့အခါဒေါသထွက်သွားပါတော့တယ်။နင်းတို့နင်ဘလို့တွေလုံနေရလဲ။ချမင်းလေးတူအောင်ကောင်းကောင်းမကြည့်နိုင်ဘူးလား။နင်ဒီလိုလုပ်ပြီးဆန်နေဖြုံးတီးနေရလား။အမေကျမအဖွားအူကိုပေါင်မုတ်ပေးဖို့သွားခဲ့ရလို့ပါ။နင်ဖြူကလည်းဒီမှာရှိရပဲ။သူလည်းထမင်းကိုကြည်ထားပြီးလို့ရတာပဲဟာ။ငါစာဖက်နေရလေနင်မမြင်ဘူးလား။နင်တို့နင်းကြောင့်ထမင်းရီဖိတ်တာမလို့နင့်ကိုအပြစ်ပေးရမယ်။နှစ်ရက်စလုံးအေးလို့ကောနင်လုံးရမယ်။ဒါပေမဲ့နင့်ကိုစားဖို့ဘာမှမပေးဘူး။ Oh no ။ဘာနဲ့နူဟာနှစ်ရက်လုံးဘာမှမစားရတာကြောင့်ဘာရန်စားနေသလုံးအိမ်အလုံးမန်းသမျှကိုလည်းသူ့တယောက်တည်းလုံးနေရတာပေါ့။ဘာနဲ့ဖြူကတော့သူ့ကိုကြည့်ပြီးပြုံးရင်စားနောက်နေပါတယ်။နှစ်ရက်ကြာပြီးရဲ့ညမှာမနင်းဖြူကအရာပေါ်မှာအိပ်ပျော်နေချိန်မနင်းနူကစိတ်တူလွန်တာကြောင့်မနင်းဖြူရဲ့စပင်ကိုမီးနဲ့ရှို့လိုက်ပါတယ်။မနင်းဖြူရဲ့စပင်ငယ်ဟာလောင်ကျွမ်းသွားပြီးစပင်ဟာရုပ်ဆိုးသွားပါတယ်။မနင်းဖြူကသူမစပင်မီးလောင်သွားတာကြောင့်အော်ဟစ်ရင်ပြောလိုက်ပါတယ်။အမေရေအမေနင်တို့ကကျမရဲ့စပင်တွေကိုမီးနဲ့ရှို့လိုက်တယ်။အဲ့ဒီအခါအမေဖြစ်သူရောက်လာပြီးအမေဖြစ်သူကအလွန်ဒေါသထွက်သွားပြီးမနင်းနူကိုရွာမှာရှိတဲ့သူ့ဖွားအိမ်ကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နင့်ကိုဒီမှာထားပြီးပညာသင်ပေးဖို့ငါပတ်စံမဖြုံးတော့ဘူးရွာကိုပြန်သွားအိမ်မှာပဲသွားနေတော့ဒီလိုနဲ့မနင်နူဟာရွာကိုပြန်လာပြီးသူ့ဖွားနဲ့တူနေခဲ့ရပါတယ်ပညာရေးလည်းတင်လျော်မတင်ခဲ့ရပါဘူးမနင်ဖြူကတော့မြို့မှာပညာသင်ပြီးဆရာမတစ်ယောက်ဖြစ်လို့နေပါပြီမနင်နူရဲ့အဖိုးဖွားတွေကသူ့ကိုချစ်ကြပေမဲ့သူတို့ကွယ်လွန်သွားကြပြီးတဲ့နောက်မှာတော့အဖိုးဖွားမရှိရတဲ့အခါသူ့ဦးလေးနဲ့တော့ကမနင်နူကိုအိမ်ကနေနှင်ထုတ်လိုက်ပါတယ်နင်နူငါတို့နင့်ကိုကြည်မထားနိုင်တော့ဘူးဒါကြောင့်မင်းရဲ့အိမ်ကိုပြန်သွားတော့မနင်နူဟာဦးလေးရဲ့မောင်ထုတ်ခံရတာကြောင့်သူ့မေစီကိုပြန်လာခဲ့ရပါတယ်ဒါပေမဲ့မနင်နူအိမ်ပြန်ရောက်တဲ့အခါသူ့မေလည်းကွယ်လွန်သွားပြီဆိုတာသိလာရပါတယ်မနင်ဖြူကလည်းသူ့ရေးချယ်ယောက်ျားနဲ့လက်ထပ်ပြီးနေပါပြီအဲ့ဒီအချိန်မှာပဲမနင်နူကမနင်ဖြူကိုပြောတယ်ညီမလေးဦးလေးတို့ကငါ့ကိုရွာကနေနှင်ထုတ်လိုက်လို့ငါနေစရာမရှိလို့ငါနေဖို့နေရလို့နေတယ်ငါဒီမှာပဲနေလို့ရတယ်မဟုတ်လားအမေကဒီအိမ်ကိုငါနာမည်နဲ့လွှဲပေးထားခဲ့တာဒါပေမဲ့ဒီမှာနေရအဖို့မရှိဘူးနောက်ပိုင်းငါမှကလေးတွေရလာအောင်မယ်ဒီလိုအိမ်သေးလေးမှာငါတို့မိသားစုရောခက်ခက်ခဲခဲနဲ့နေရမှာဒါကြောင့်နင့်ကိုပေးဖို့နေရမရှိဘူးကိုနေမဲ့နေရကိုဟာကိုရှာလိုက်တော့မနင်နူဟာအိုးမဲအိမ်မဲဖြစ်သွားပြီးနေစရာမရှိဖြစ်နေခဲ့တာပေါ့သူမဟာဆွေမျိုးတွေစီသွားပြီးအကူကြီးလိုက်တောင်းပေမဲ့ဘသူကမှသူ့ကိုအကြကြီးထားမပေးနိုင်ခဲ့ပါဘူး။ဒီနေ့မှမနင်နူဟာလမ်းဘေးမှာထိုင်ရင်သူမဘဝကိုစဉ်းစားကဝမ်းနဲ့စွာငိုကြွေးနေခဲ့ပါတယ်။အဲဒီအချိန်မှာလက်ရဲ့တစ်ဖက်ကနေသူတခါကပေါမုတ်ပေးခဲ့ဖူးတဲ့
အဖွားအိုတယောက်သူစီကိုလှမ်းလာတာကိုမြင်လိုက်ရပါတယ်။အဖွားအခုထိအသက်ရှင်နေသေးရလား။နင်တို့ကအံ့ဩစွာနဲ့မေးလိုက်မိပါတယ်။အဖွားအိုကလည်းပြုံးရင်ပြန်ပြောလိုက်ပါတယ်။ဟုတ်တယ်သမီးလေးကံမကုန်သေးတော့အဖွားလည်းအသက်ရှင်နေသေးရ။ဒါနဲ့သမီးဘာလို့ငိုနေရလဲကွယ်။နင်တို့ကသူ့ရဲ့ဒုက္ခတွေအလုံးကိုအဖွားအိုကိုပြောပြလိုက်တယ်။ဒါဆိုအဖွားနေလိုက်ခဲ့ပါသမီး။အဖွားအိုကမနင်တို့ကိုတရက်ပင်တပင်စီခေါ်သွားပြီးတရက်တီတလုံးကိုခုပြီးပေးလိုက်ပါတယ်။ဒီတရက်တီကတာမန်တရက်တီမဟုတ်ကွယ်။ဒါကိုမင်းလို့ချင်တဲ့ပုံစံအမျိုးမျိုးပြောင်းလဲနိုင်တယ်။ဒါပေမဲ့အချိန်24နာရီပြည့်ရင်တော့တရက်တီကသူ့မူလပုံစံအတိုင်းပြန်ဖြစ်သွားလိမ့်မယ်။အဖွားအိုဟာနင်တို့ကိုတရက်တီပေးပြရနဲ့ပြန်လဲထွက်ခွာသွားပါတော့တယ်။အိုးမော်တရက်တီလေးရင်ငါတက်အိမ်တလုံးဖြစ်လာပါစေ။နင်တို့ဒီလိုပြောလိုက်တာနဲ့ချက်ချင်းဆိုလိုတရက်တီဟာတော့ပါတဲ့အိမ်တလုံးဖြစ်ပြောင်းလဲသွားပါတော့တယ်။နင်တို့မှခုဆိုရင်နေဖို့အိမ်တလုံးရှိလာပြီးဖြစ်ပါတယ်။စားဖို့အတွက်သူကတော်ထဲကဟင်းသီးဟင်းရွက်တွေနဲ့တတိတွေကိုခူယူလာပြီးချက်ပြုတ်စားတော့ပါတယ်။24နာရီပြည့်တိုင်းသူမနေထိုင်ရအိမ်လေးဟာတရက်တီအဖြစ်ပြန်ပြောင်းသွားပေမဲ့နင်တို့ကပြန်လဲဆူတောင်းပြီးအိမ်အဖြစ်ပြောင်းလဲလိုက်ပြန်ပါတယ်။ဒီလိုနဲ့တရားလုံးမှာလည်းထူးဆန်းတဲ့အိမ်အကြောင်းသတင်းထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းဟာမနင်ဖြူရဲ့နားထဲထိပါရောက်သွားပါတယ်။မနင်ဖြူကမနင်နူမှာမော်ဆန်နဲ့တရက်တီတစ်လုံးရှိပြီးအလိုရှိသလိုပုံစံပြောင်းလဲနိုင်နေဆိုတာသိလိုက်ရပါတယ်။ငါကပညာတတ်တစ်ယောက်ဖြစ်ပြီးအစိုးရအလုပ်လုပ်နေရတာတောင်ဒီလိုအိမ်သေးသေးလေးမှာနေရတယ်။နင်တို့ကပညာမတတ်ပဲအိမ်တော်ကြီးမှာနေရတယ်။ဒါလုံးဝမတရားဘူး။မနင်ဖြူဟာနင်တို့ရဲ့မော်တရက်တီကိုလိုချင်တဲ့လောဘစိတ်တွေဖြစ်လာပါတော့တယ်။ဒီနေ့မှာတော့မနင်ဖြူကသူ့ရဲ့မွေးနေ့ပွဲအတွက်မနင်တို့ကိုဖိတ်ဖို့သွားပါတယ်။အမကြီးနင်တို့ဟိုတနေ့ကငါနဲ့ကိုအများကြီးပြောဆိုခဲ့မိရကိုငါတောင်းပန်ပါတယ်။အခုငါနားလေပြီ။ဆွေမျိုးဆိုတာဆွေမျိုးပဲလေ။တယောက်နဲ့တယောက်ကူညီရမယ်မဟုတ်လား။ငါမွေးနေ့ပွဲကိုလာခဲ့နော်။ဒီလိုနဲ့နင်တို့ကမော်တရက်တီကိုယူပြီးမနင်ဖြူရဲ့အိမ်ကိုရောက်သွားပါတယ်။အားလုံးစားတော့ပြီးသွားတဲ့အခါနင်တို့ဟာမနင်ဖြူရဲ့အိမ်မှာပဲအိပ်ပျော်သွားပါတယ်။သူမကမော်တရက်တီကိုသူမဘေးမှာထားပြီးအိပ်ပျော်နေရှာတယ်။မနင်ဖြူကသူယောက်ျားကိုတိုးတိုးလေးပြောလိုက်တယ်။ယောက်ျားအခုဒီတရက်တီကိုယူပြီးစားလိုက်တော့မနေ့ရောက်တဲ့အခါမနင်နူအရာအနူလာပြီးသူ့တရက်တီကိုရှာပါတယ်။ဘလို့ပဲရှာမတွေ့ရကြောင်းမနင်ဖြူကိုလှမ်းမိလိုက်ပါတယ်။မနင်ဖြူညကငါဘေးမှာထားတဲ့တရက်တီကိုနင်မြင်မိသေးရဲ့လား။ငါမမြင်မိဘူး။အိုးမော်တရက်တီလေးရင်မင်းဘယ်မှာပဲရှိနေပါစေကြီးမားတဲ့အရွယ်စားဖြစ်လာပါစေ။တရက်တီဟာမနင်ဖြူယောက်ျားရဲ့ဘိုက်ထဲမှာရှိနေရမလို့သူ့ရဲ့ဘိုက်ဟာရုတ်တရက်ဖောင်ကားလာပါတယ်။အဲဒါကိုတွေ့တော့မနင်ဖြူကထိတ်လန့်သွားပြီးအော်ဟင်ရင်ပြောလိုက်ပါတယ်။ဟဲ့မယောက်ျားရဲ့ဘိုက်ကဖောင်ကားပြီးပောက်ကွဲတော့မယ်။တယောက်ယောက်ကဲကြပါအောင်။ရှင်ကျမရဲ့တရက်တီကိုစားလိုက်တာလား။အဲဒီအခါမနင်ဖြူယောက်ျားကတောင်းပန်ရင်ပြောတယ်။ဟုတ်ပါတယ်။ငါနေရဲ့တရက်တီကိုစားမိသွားတယ်။ငါ့ကိုခွင့်လို့ပါ။မဟုတ်ရင်ငါဘိုက်ကပောက်ကွဲတော့မယ်။နောက်တခါမင်းတို့နှစ်ယောက်လုံးငါတရက်တီကိုခိုးယူဖို့မကြိုးစားတော့ဘူးလို့ကတိပေးပါ။မင်းရဲ့တရက်တီကိုလက်ဖြားနေတော့ထိမှမဟုတ်တော့ပါဘူး။အိုးမော်တရက်တီလေးရေမင်းရဲ့မူလပုံစံအတိုင်းပြန်ဖြစ်လာပါ။တရက်တီဟာမူလပုံစံအတိုင်းပြန်ဖြစ်သွားပါတယ်။မနင်နူကမနင်ဖြူကိုပြောလိုက်တယ်။ငါနင့်ကိုယုံကြည်ခဲ့ပေမဲ့နင်ကငါရဲ့ယုံကြည်မှုကိုအလွယ်သုံးစားလုပ်ခဲ့တယ်။ခုကစားပြီးငါနင်နဲ့နောက်ထပ်ဘယ်တော့မှမတွေ့တော့ဘူး။နင်တို့ဟာဒီလိုပြောပြီးအဖွားအိုစီပြန်သွားကအဖွားအိုကိုအကြောင်းစုံပြောပြလိုက်တယ်။အဖွားအိုကသူ့ကိုမော်ဆန်တဲ့တရက်တီတစ်လုံးထပ်ပေးလိုက်တယ်။အဲဒီနောက်ပိုင်းမနင်နူဟာသူ့ဘဝကိုအေးချမ်းစွာဖြတ်သန်းနေထိုင်ခဲ့ပါတယ်။